CAG ပေါက်သွားလိမ့်မယ်သဘောပေါက်လားဟဲ့ဒီထဲမှာခေပညာတတ်တယ်အများကြီးပဲနော်နည်းနည်းလေးကိုအာယုံဆက်လိုက်တဲ့အခါအများကြီးပါလို့ရဆုံးလွတ်လိုက်ရတယ်ဆုံးရှုံးသွားလိုက်တယ်ဒါကြောင့်မလို့ဘဝတိုင်းမှာတခါကြီးသာသနာနဲ့တွဲဖို့ဆိုတာလွယ်ပါမလားဒီကနေ့ဒီကာလမှာဒီလိုလူဖြစ်ရပြီဒီလိုသာသနာနဲ့တွေ့တာတခါကြီးကံကောင်းသလားမကောင်းဘူးလားကောင်းတယ်နော်ဒါကြောင့်ဘာတွေသာသနာသေးတဲ့လွယ်ကူလေးနဲ့ရထားတာဟုတ်ရဲ့လားတခါကြီးလွယ်ကူရထားတာဟုတ်ရဲ့လားမဟုတ်ပါဘူးဖယားကလေးသင်ခြင်းနဲ့ကဘာတသိန်းဘာလုပ်ခဲ့ရလဲပါရမီတွေဖြည့်ခဲ့ရတယ်ကြိုးစားပန်းကြချွေးနဲ့သွေးနဲ့ရင့်မိရလာတဲ့သာသနာအဲ့ဒီဟာကိုသာသနာကိုဖယားကပိုင်ဆိုင်ရမယ်အခါကျတော့ဖယားရဲ့ရောက်ဖတော်ဒေဝရတ်ကဘာလုပ်လဲတန်ခါရဲ့ပြိဿလည်းမှာဘာလုပ်လဲဒီသာသနာကိုသူ့ကိုပေးပါတဲ့ဘုရားတော်ဒါကြီးဖယားထူထောင်ခဲ့တဲ့သာသနာကိုဘယ်သူကလာတော့ဒေဝရတ်ကတောင်းတာဖယားနဲ့ဒေဝရတ်ကဘာတော်တော့ရောက်ဖတော်တယ်နော်အဲ့ဒါဖယားကလွယ်ကူနဲ့ဘယ်ပေးလိုက်မှာတော့အဲ့ဒါနဲ့ပြောလိုက်တယ်တန်ခါရဲ့ပေးသက်ချိန်မှာ၃ချိန်၃ခါတောင်းတာဖယားကညင်းတယ်ဟဲ့ဒေဝရတ်မင်းလိုပုဂ္ဂိုလ်မျိုးကခေလာတကပဲကွခေလာတကဆိုတော့ဘာလဲတဆွေးကိုပြောတာမင်းတဆွေးစားတဲ့ပုဂ္ဂိုလ်ပဲဒါကြီးဖယားကဒေဝရတ်သူ့ရောက်ဖကိုတန်ခါပေးသက်လည်းမှာဘာပြောလိုက်လဲမင်းဟာတဆွေးစားတဲ့ပုဂ္ဂိုလ်ပဲဆိုတော့ဒေဝရတ်ကရှက်တော့အဲ့ဒီအချိန်မှာလည်းဖယားကိုတင်ချောင်းကြံတော့တာပဲနောက်ဒါကြီးခဏဦးစင်ပြောခဲ့ပြီးပြီဘဝတိုင်းမှာသာသနာနဲ့တွေးဖို့ရလွယ်ပါမလားလွယ်ပါဘူးခင်ဗျာတွေးနိုင်ဖို့ရောပါရမီတွေပြည့်ပြီလားမရှိသေးဘူးတော့တခါကြီးဒါပေမဲ့အခုခေတ်ကြည့်လိုက်တခါကြီးသာသနာတည်မြဲနေတဲ့အချိန်လေးမှာသာသနာကိုသာသနာမှမသိတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါတယ်ခင်ဗျာဟုတ်လားဖယားပြောတဲ့ဒေဝရတ်လိုခေလာတက်ကပုဂ္ဂိုလ်မျိုးတွေပြောလေးတွေမရှိဘူးလားရှိပါတယ်ခင်ဗျာအစအများကြီးပဲ၄တန်လောက်လေးပဲပြောနော်